ဗီဒီယိုထဲမှာတော့ကျွန်တော် Minecraft တွေက The Jungle Land ကိုစော့သွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကဒီ The Jungle Land နဲ့မှာရိုးမစော့ပဲနဲ့ရန်900တောင်အသက်ရှင်သွားမှာပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီရဲမှာ goal 3ခုရှိပါတယ်။ပထမ goal ကတော့ကျွန်တော် Ender Dragon တတ်သွားမှာဖြစ်ပြီးတော့ဒုတိယ goal ကိုတော့ Wither 6កောင်သို့မဟုတ်8កောင်ကိုဒီပိုင်းနဲ့တက်သွားမှာဖြစ်ပါတယ်။တတိယ goal ကိုတော့ကျွန်တော် Netherite Fuel မှာရအောင်လုပ်မှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုစလိုက်ကြအောင် Let's goကျွန်တော်စလာနဲ့တစ်ကိုစခုပါစဝိုင်းမှာလုံနေကြပဲပေါ့နော်ပြီးရဲ့ချိန်မှာတော့ကျွန်တော်ဟိုသွားကြည့်သွားလုပ်ပြီးတော့စဝိုင်းမှာလိုအပ်တဲ့ tools တွေကို craft ပါတယ်ပြီးတော့ကျွန်တော်ကြောက်လေးနည်းနည်းတူးပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်နေလို့ကောင်းတဲ့နေရာလေးကိုလိုက်ရှာခဲ့ပါတယ်။ကျွန်တော် The Jungle တော့ယူဖြတ်လာပြီးတဲ့အချိန်မှာတော့ကျွန်တော် spiritual လေးတွေ့ရရဲ့အဲ့မှာနားခုကိုလှုပ်တယ်ပြီး air chest တွေရဲ့ပစ္စည်းတွေလိုက်မာတယ်ပြီးရင်ကျွန်တော်6သွားနေတဲ့အချိန်မှာ iron armor လေးတွေ့ရ setup နှစ်ထည့်တော့ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်အလားကြည့်ပြီးပဲနဲ့အကုန်လုံးကိုဝစ်လိုက်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော် chest တွေလည်းလိုက်နိုင်တယ်ပြီးတော့ကျွန်တော် day 3နဲ့ day 4 day 5နဲ့ day 6ထိကျွန်တော်လိုက်ပြီးတော့ grind နေခဲ့ပါတယ်ဒီလိုနဲ့ပဲကျွန်တော် iron food မှာရပြီးတော့အိမ်ဆောက်ဖို့အတွက်နေရာစပြီးရှာတဲ့အခါမှာတွေ့ရဲအဲ့ရနေပြီးတော့ကျွန်တော်အိမ်တစ်လုံးကိုစဆောက်ခဲ့ပါတယ်အဲ့ဒီအိမ်ကိုကျွန်တော်ရိုးမဆောက်ဘဲနဲ့အကြီးဆောက်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အိမ်ဆောက်တာ day 2ကနေပြီးတော့မှ day 25လောက်ထိကြာသွားခဲ့ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်အိမ်ကြီးပြီးသွားတဲ့အချိန်မှာတော့ interior ဘိုင်းတော့မပြရသေးပဲနဲ့ကျွန်တော်လိုက်ပြရဲကျွန်တော်တို့ interior ဘိုင်းတော့မပြီးသေးပေမဲ့လည်းကျွန်တော်အိမ်ကြီးကတော့အကြီးရတော့ပြီးသွားပြီပေါ့နော်ကျွန်တော်လိုက်ပြရဲပြီးတဲ့အချိန်မှာတော့ကျွန်တော် sugar cane နေလိုက်ဆိုင်တယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာနေမယ်ဆိုတော့ကျွန်တော် sugar cane ကမပါဖြစ်ပဲပြီးရင်ကျွန်တော် diamond တွေလိုက်တွေ့တဲ့ခါမှလည်းတွေ့ရပေါ့နော်ကျွန်တော်တို့ diamond ကတော့တိတ်တော့မတွေ့ပေမဲ့လည်းကျွန်တော်ရသလောက်တူတယ်ကျွန်တော်အများကြီး grind ရဲ့အချိန်မှာကျွန်တော် diamond full armor ကိုလုံနိုင်ခဲ့ရပေါ့နော် diamond full armor ပေါ့နော်ကျွန်တော်ဒီလိုနဲ့ပဲကျွန်တော် diamond full armor ကိုရက်45ရက်ထင်းနဲ့ရနိုင်ခဲ့ပါတယ်ဒါနဲ့ပဲကျွန်တော်နဲ့မမတယောက်နဲ့စောက်ထားရဲဆိုပြီးစပွန်နာကိုသွားပြီးတော့ကျွန်တော်မ EFK ပဲနဲ့ကျွန်တော်ဗီဒီယိုမှာထုတ်ပြခဲ့ပါတယ်ဒီလိုမျိုးစပူနာကတော့ဆောက်ကတော်တော်လေးလွယ်ပေါ့နော်ဒီက3-4လောက်ပဲကြာသွားတယ်ရွာချီမှာတော့ဖျဲသီးစားနေနေကျွန်တော်စောက်လုပ်ထားတော့လိုက်ပြရဲအာလူဘာမှတော့မထူးဆန်းပေမဲ့လည်းအာလူတဝက်စဝါခင်းတဝက်စောက်ခဲ့ရပါတော့ဒါနဲ့ပဲကျွန်တော် nether portal ကိုကျွန်တော်ရဲ့ nether portal ကိုကျွန်တော်စောက်လိုက်ရပေါ့နော်စောက်တဲ့အခါမှာလည်းကျွန်တော်လွယ်ချော်ချော်ကြီးတော်တော်လေးဖြစ်ခဲ့တယ် obsidian ချတဲ့အခါမှာလည်းတလို့ရချတယ်ပြီးရင်ကျွန်တော်flint လုပ်ဖို့အတွက် flint steel လုပ်ဖို့အတွက်ကလည်း flint မရှိဘူးအဲ့ခါကျတော့ import ထက်မှာသွားရှာတယ် import ထက်မှာရှိတာမရှိတာသွားရှာတယ် import ထက်မှာလည်းမရှိဘူးအဲ့တော့ gravel ပဲသွားတူပါတယ် gravel တူတဲ့အခါမှာလည်း15ခါတော့တူခဲ့ပါဘူးအဲ့ဒါနေပဲကျွန်တော် nether portal လုပ်ပြီးတော့တစ်ခါဝင်သွားလိုက်ပါတယ်ဝင်သွားလိုက်တဲ့အချိန်မှာတော့ထင်းတဲ့အတိုင်းပဲမမတယောက်ကတော့ရောက်နေပြီဆိုတော့တီးရခါကျတော့ဒီမှာတွေ့တာဘလော့ကြီးချရတယ်အဆုပ်ပြတ်တန်တယ်ပဲပေါ့နော်ဒါနဲ့ပဲကျွန်တော်တို့ member တွေစုပြီးတော့ nether fortress ကိုသွားဖို့ပြင်တယ်ကျွန်တော်တို့ nether fortress ကိုစပြီးတော့မှသွားခဲ့ပါတယ်ကျွန်တော်တို့သွားတဲ့အချိန်မှာလည်း nether fortress ရောက်တော့ကျွန်တော် blaze တွေလိုက်တက်တယ်အဲ့ဒါတော့တပ်ဖို့တော့ပေါ့နော် blaze တွေလိုက်တက်တဲ့အချိန်မှာကျွန်တော်တို့ blaze တွေလိုက်တက်တယ်ပေါ့နော်ဒီလိုနဲ့ပဲကျွန်တော်ရဲ့ armor တွေကိုဒီ80ကျော်လောက်မှာကျွန်တော် enchant ခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Ender ကိုတော့တက်မှုပေါ့နော်ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ enchant ခဲ့ပါတယ်enchant တဲ့အခါမှာလည်းကျွန်တော်တို့ဘရိုတီရဲ့အတိုင်းပဲကိုမကြိုက်တာဖြုတ်မယ်ပေါ့လေပြီးရဲ့အခါမှာတော့ကျွန်တော်တို့ the end ကိုသွားပြီးတော့ Ender ကိုတက်ပြစ်ခဲ့ပါတယ်
တက်တဲ့အခါမှာသူရဲ့လူကဒီကျွန်တော် water class လုပ်ပြီးတော့တလွဲလုပ်တဲ့လူကအလုပ်တို့အဲ့ဒါနဲ့ပဲကျွန်တော်ပြောဖို့ကောင်းခဲ့ပါတယ်အားနဲ့ပဲကျွန်တော်တို့အကုန်လုံးပေါင်းပြီးတော့ another ကိုတတ်နိုင်ခဲ့ပါတယ်တတ်နိုင်ပြီးတော့ကျွန်တော်တို့ another ကိုရဲ့ဥပေါ့နော်သူ့ရဲ့ငကားဥယူသိမ့်ပိုက်ခဲ့ပြီးတော့ the NCD ကိုသွားပြီးတော့ alight try တဲ့လူပြီးတော့ယူခဲ့ကြပါသေးတယ်ဒါနဲ့ကျွန်တော်တို့တိုးနေဘရိုဒီအပိုင်းကိုဘရိုမြင်တဲ့လူကတော့ကန်ကောင်းတယ်လို့သာမှတ်လိုက်တော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီအပိုင်းကိုဖြတ်တော့လုပ်ထားဘယ်သူမှမသိဘူးလို့လည်းထင်တယ်ဆိုတော့ကျွန်တော်ဒီဘိုင်းမှာဘာကိုပြောရမလဲဆိုရင်ကျွန်တော် day 90ပေါ့နော်ဒီ alight try တခုယူပြီးတဲ့နောက်ပိုင်းမှာဟာ alight try ရှာမတွေ့တော့ဘူးထွက်မယ်ဆိုပြီးထွက်ခဲ့ရပေါ့နော်အဲ့တော့သူတို့လည်းစိတ်ညစ်ပြီးတော့ထွက်သွားကြတယ်အဲ့အချိန်မှာကျွန်တော်ဘာလုပ်ခဲ့လဲဆိုရင်ညတကောင်ကြော်ဝင်ပြီးတော့မှကျွန်တော်တယောက်တည်း alight try သွားပြီးစူဆောင်းခဲ့ပါတယ်ပြီးရဲ့အချိန်မှာတော့ကျွန်တော်မလိုချင်တဲ့အာမာတွေကိုကျွန်တော်ပြန်ပြီးတော့ enchant ဖြစ်ခဲ့ပါတယ်ပြီးတော့ခုနကျွန်တော် dragon တက်ထားတဲ့အာမာတွေကိုလည်း diamond အနေနဲ့ကျွန်တော်ပြန်လည်ပြီးတော့မှပြုပြင်ခဲ့ပါသေးတယ်ပြီးရဲ့အချိန်မှာတော့ကျွန်တော်ဆိုင်လေးစောက်ခဲ့ပါတယ်အဲ့ဒီဆိုင်မှာကျွန်တော်ဘာတွေရောင်းမလဲဆိုရင်ကျွန်တော်ခုနရှာရတဲ့ Elytra ရောင်းမှာဖြစ်ပါတယ်ကျွန်တော်ဆိုင်ကို2ဆိုင်စောက်ခဲ့ပါတယ်အဲ့ဒီဆိုင်ကိုလည်းကျွန်တော် share vibration တွေပြင်ပြီးမှ share စောက်ခဲ့ပါသေးတယ်နောက်တစ်ဆိုင်ကိုတော့ကျွန်တော် wool တွေနဲ့စောက်ခဲ့ပါတယ်အဲ့ဒါကိုမှကျွန်တော် chansio တွေ barrier တွေ chest တွေနဲ့အခြားပစ္စည်းကိုလည်းကျွန်တော်အဲ့ဆိုင်မှာထားခဲ့ပါတယ်ပြီးရဲ့အချိန်မှာတော့ကျွန်တော်တို့တနေရာနဲ့တနေရာရေလမ်းကြောင်းကနေ easy သွားနိုင်ဖို့အတွက်ကျွန်တော်စိတ်ရေပေါ့နော်ရေစိတ်ကန်းလေးတစ်ခုလည်းစောက်ခဲ့ပါသေးတယ်ဒီစိတ်ကန်းလေးကတော့ဘာမှမခက်ဘူးပေါ့နော်ကျွန်တော်အရှိတွေခန့်ပွားရတွေ slap ပြားတွေပဲလို့တာအဲ့ဒါနဲ့ပဲစောက်ဖြစ်ခဲ့ပါတယ်ကျွန်တော်ဒီစိတ်ကန်းလေးစောက်တာတော်တော်လေးအားရခဲ့တယ်ကျွန်တော်လည်းတော်တော်လေးကြိုက်တယ်ပေါ့နော်ပြီးရဲ့အချိန်မှာတော့ကျွန်တော်ဆိုင်လေး2ဆိုင်ဖွင့်ပြီးရဲ့အချိန်မှာကျွန်တော်ပထမဆုံး customer လာပြီးအားပေးခဲ့ပါတယ်သူကကျွန်တော်စီက Elytra တခုလာဝယ်ပေါ့နော်ထင်းတဲ့အတိုင်းပဲကျွန်တော် Elytra ကိုပေးလိုက်တယ်ကျွန်တော် Elytra တခုကို diamond လေးစင်းနဲ့ရောင်းနေဆိုပေမဲ့လည်းသူ့စီကနေကျွန်တော်35ရုံပဲပေါတောင်းဟဲပေါ့နော်ဘာလို့လဲဆိုတော့သူကကျွန်တော်ရဲ့ဆိုင်ရဲ့ပထမဆုံး customer မို့လို့ပါကျွန်တော်ကမတန်မီယာစီနဲ့ရောင်းတာဖြစ်ပါတယ်ဒါနဲ့ပဲကျွန်တော်နောက်တစ်ယောက်လေcustomer လာခဲ့သေးရပေါ့နော်သူလည်း Elytra လာဝယ်ခဲ့ပါတယ်ကျွန်တော်အဲ့မှာတင် diamond 10တက်နဲ့အနည်းငယ်ညက်သွားခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော် Elytra တွေအဲ့ဒါကြောင့်ယူခဲ့ရဖြစ်ပါတယ်ဟုတ်ကဲ့ပါဘရိုမြင်တဲ့အတိုင်းပဲကျွန်တော်နေသားပါ TNT နဲ့ဘာလို့ live ဖောက်နေလဲဆိုရင်ကျွန်တော်ဘာလို့မလုပ်လဲဆိုတော့ကျွန်တော် HWC ရှာနေရဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးရှာတာဒီက20ကျော်30လောက်ကြာသွားခဲ့ပေါ့နော်ကျွန်တော်ဘလို့အဲ့လောက်ထိကြာသွားမလဲတော့ကျွန်တော်မသိလိုက်ဘူးပေါ့နော်ဒါနဲ့ကျွန်တော်တို့စကြည့်လိုက်ကြပါတရား guys ဆိုတော့ကျွန်တော်တို့ဒီတို့ကျွန်တော်တို့ဒီ special video ကြီးလို့ပြောပြီးတော့ဒီလိုမျိုးပြတ်တောက်ဖြီးနေတာ bro မပြောနဲ့ဗျာကျွန်တော်တော့မကြိုက်ဘူးဗျာသိလားအဲ့တော့ bro တောင်းပန်ပါတယ်နောက် video ကြရင်လည်းကျွန်တော်ထပ်ပြီးတော့အများကြီးလုပ်ပေးပါမယ်ခင်ဗျာ okay guys ဆိုတော့ bro ကျွန်တော်တို့ဒီ video ရဲ့D 900 video လေးကတော့ကျွန်တော်တို့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဟောဒီပေါ့နော်ကျွန်တော်အများကြီးပေါ့နော်အများကြီးလှုပ်ထားခဲ့တဲ့လို့ပြောရမလဲကျွန်တော်ဖွတ်သားတတ်ထားတာရောဘီကွန်ဆောက်တာရောကျွန်တော် record ရတယ်ဒါပေမဲ့လည်းအကုန်လုံး error တက်ပြီးတော့ပြတ်သွားခဲ့ပါတယ်အဲ့တော့ bro အရင်တောင်းပန်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခါကျရင်ဘယ်လို hardcore video တွေတင်ရမလဲထွေးလာကဘာမှာအသက်ရှင်တဲ့ video တွေတင်ရမလားဆိုတာကျွန်တော် comment မှာတောင်းဆိုသွားကြပါဘောနော် bro ကြည့်ရှင်နေဆိုရင်ပေါ့ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော် subscriber 2k ပြအောင်လဲကူညီပေးကြပါခင်ဗျာဆိုတော့ကျွန်တော်တို့ဒီ video လေးကတော့ဒီလောက်ပါပဲ bye bye ပါခင်ဗျာ